မိတ်ဆွေကနေတာမနဲ့စောစောထားလူပိတ်တဲ့ကားတွေကိုတိုးစီးပြီးတော့ရုံးမှာ၈နာရီကနေ9နာရီထိအလုပ်တွေစူးစမ်းပြီးလုပ်နေပေမဲ့လက်ကုန်ရင်ဘာကြောင့်ပတ်စံမကြံတာလဲတလလုံးပြပြမမလုပ်ခဲ့သမျှကအိမ်လာကမိဖို့ရေဖို့နဲ့လက်ကုန်ရင်ကြမ်းတဲ့အကျွေးတွေကိုဆက်ဖို့ရင်ကုန်သွားသလိုခံစားနေရပါသလားဒါဆိုရင်တော့မိတ်ဆွေက Red Race လို့ခေါ်တဲ့ကြွပြေးပြိုင်ပွဲထောင်ချောင်းထဲကိုရောက်ရှိနေပါပြီလူအများစုကပိုရှာနိုင်လေပိုကုန်လင်းလင်းဖြစ်နေတာဘာကြောင့်လဲကျောင်းဒီမှာကျွန်တော်တို့ကိုစာဖတ်စာရေးအတွက်ချက်တွေသင်ပေးခဲ့ပြီမဲ့ငွေဆိုတာကဘာလဲငွေကိုဘယ်လိုကန်တွေးရမလဲဆိုတာကိုတော့ထည့်ပြီးတော့မသင်ပေးခဲ့ပါဘူးဒီနေ့မှာတော့ဒီ Red Race တွေကနေပြီးတော့ဘယ်လိုရုံးထွက်ရမလဲဆိုတဲ့ငွေကြေးဆိုင်ရာသိပညာအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ် What is money ငွေဆိုတာကဘာလဲလူတော်တော်များများကငွေကိုအဆုံးသတ်ပါနိုင်လို့ထင်ကြပါတယ်ဒါပေမဲ့တကယ်တော့ငွေဆိုတာက medium exchange လို့ခေါ်တဲ့လဲလှယ်စရာဂျာကန်တစ်ခုမျှသာဖြစ်ပါတယ်ကျွန်တော်တို့ကကိုယ့်ရဲ့အချိန်နဲ့လိုအားကိုငွေအဖြစ်နဲ့ပြောင်းလဲလိုက်တယ်ပြီးရင်အဲ့ဒီငွေနဲ့မှကိုလိုချင်တဲ့ပစ္စည်းဒါမှမဟုတ်ဝန်ဆောင်မှုကိုပြန်လဲလိုက်တာပါပြဿနာကဒီနေရာမှာစတင်တာပါကျွန်တော်တို့ကအချိန်ကိုရောပြီးတော့ငွေရှာတယ်အဲ့ဒီငွေနဲ့ကိုမလိုအပ်ဖက်နဲ့တခြားသူရှိမှဟင်းဟန်ထုတ်လို့ရမယ့်ပစ္စည်းအသစ်စမ်းတွေကိုပြန်ဝင်ကြတယ်ဒါကို consumerizing trap လို့ခေါ်ပါတယ်ဖုန်းလုံးသစ်ထွက်တိုင်းဝယ်ခြင်းနဲ့ကားတစ်စီးအသစ်ထွက်တိုင်းလဲခြင်းနဲ့ဒီလိုနဲ့ကိုရှာသမျှငွေကကိုယ့်အိတ်ထဲမှာမမြဲတော့ဘဲနဲ့တခြားသူတွေရဲ့အိတ်ထဲကိုရောက်သွားပါတော့တယ်အလုပ်တွေပို့လို့လေပစ္စည်းတွေပို့ဝေလေပြန်ဆမ်းမဲ့ကျွေးတွေကပုံများလေဖြစ်လာပြီးတော့အလုပ်ကနေထွက်လို့မရတော့တဲ့တန်တရားထဲမှာပိတ်မိသွားတာပါပဲအိုင်ဒီယာအမှားများဒီနေရာမှာကျွန်တော်တို့သိထားရမယ်အဓိကစကားလုံးနှလုံးရှိပါတယ်အဲ့ဒါကတော့ asset နဲ့ liability ဆိုတဲ့နှလုံးဖြစ်ပါတယ် asset ဆိုတာကမိတ်ဆွေရဲ့အိတ်ထဲကိုပတ်စံပြန်ဝင်စေမဲ့အရာတွေကိုဆိုလိုတာပဲဖြစ်ပါတယ်ဥပမာအဖြစ် stock share ရှင်းနှီးမြှုပ်နှံမှုတွေငှားစားလို့ရတဲ့အဆောက်အဦတွေစသဖြင့်ပါ liability ဆိုတာကတော့မိတ်ဆွေရဲ့အိတ်ထဲကနေပိုက်ဆံကိုအမြဲတမ်းထွက်သွားစေမယ့်အရာတွေပါဥပမာအဖြစ်ကားကိုယ်တိုင်နေတဲ့အိမ်အချိုးဝက်ကစသဖြင့်ဖြစ်ပါတယ်လူအများစုကကိုနေတဲ့အိမ်ကိုပိုင်ဆိုင်မှုလို့ထင်ကြပါတယ်ဒါပေမဲ့တကယ်တော့အဲ့ဒီအိမ်တို့ကလစဉ်ပြုပြင်စရိတ်အခွန်နဲ့ဘဏ်အတိုးတွေပေးနေရမယ်ဆိုရင်အဲ့ဒါကမိတ်ဆွေရဲ့အိတ်ထဲကပတ်စံကိုနှိုက်နေတဲ့ liability တစ်ခုဖြစ်ပါတယ် reference တွေကနေထွက်ချင်အဆက်တွေကိုများများစုပြီးတော့ liability တွေကိုတတ်နိုင်သမျှ short ချရပါမယ် financial IQ တိစောက်ခြင်း reference တွေကနေထွက်ဖို့ဆိုရင်ဝင်ငွေများကြီးရှိဖို့ထက် financial IQ ဘိုင်းကမြင့်မှုပိုရေးကြီးပါတယ် financial IQ မှာအပိုင်း၄ပိုင်းပါဝင်ပါတယ်နံပါတ်1 accounting လို့ခေါ်တဲ့စီးရင်ပညာဒါကငွေကြေးဆိုင်ရာအခြေခံအုတ်မြစ်ပါကဏ္ဍပေါက်ဆက်ကိုကျွမ်းကျင်မှုထက်ငွေကြေးစည်းစိမ်မှုကိုဖတ်တတ်ဖို့ကပိုရေးကြီးပါတယ်ကိုယ့်စီကိုပတ်စံဘဲကနေဝင်လာပြီးတော့ဘယ်ကိုထွက်သွားလဲဆိုတာကိုမျက်ခြေမပြတ်ကြည့်တတ်ဖို့လိုပါတယ်ဒီနေရာမှာဝင်ငွေနဲ့ထုတ်ငွေစီရင်ပိုင်ဆိုင်မှုနဲ့အကျွေးစည်းတွေကိုနားလည်ရပါမယ်ငါဒီပစ္စည်းကိုဝယ်လိုက်ရင်ငါ့အိတ်ထဲပတ်စံပြောင်းဝင်မှာလားဒါမှမဟုတ်ပတ်စံထပ်ထွက်သွားမှာလားဆိုတာကိုစည်ရင်မျက်လုံးနဲ့ခွဲခြားတတ်လာမှာဖြစ်ပါတယ်နံပါတ်2ကတော့ investing လို့ခေါ်တဲ့ရှင်းနှီးမြှုပ်နှံမှုအတတ်ပညာပါဒါကိုငွေကနေငွေပွားအောင်လုပ်တဲ့နည်းဗျူဟာလို့ခေါ်ပါတယ်မိမိရဲ့လိုအားနဲ့ငွေရှာတာမဟုတ်ဘဲနဲ့ငွေကိုအလုပ်ခိုင်းတဲ့အပိုင်းမှာဒီနေရာမှာဆုံးရှုံးနိုင်တဲ့ risk နဲ့အကျိုးအမြတ် return ကိုချိန်ဆတတ်ဖို့လိုပါတယ် stock share HME ဈေးကွက်ရွှေဒါမှမဟုတ်လုပ်ငန်းငယ်လေးတွေမှာရင်းနှီးမြှုပ်နှံတဲ့နီလန်းတွေကိုသိထားရပါမယ်ငွေကိုဘဏ်ထဲမှာပဲဒီတိုင်းထပ်ထားမယ်ဆိုရင်ငွေကြေးဖောင်းဖောင်းမှုကြောင့်တန်ဖိုးကျသွားနိုင်ပါတယ်ရင်းနှီးမြှုပ်နှံမှု IQ ရှိရင်အဲ့ဒီငွေကိုတန်ဖိုးတက်လာမယ့်နေရာတွေစီပို့ဆောင်ပေးနိုင်ပါတယ်နံပါတ်3ဈေးကွက်ကိုနားလည်ခြင်းဒါကတော့ဝယ်လိုအားနဲ့ရောင်းလိုအားကိုနားလည်တာပါဘယ်အချိန်မှာဝယ်သင့်ပြီဘယ်အချိန်မှာရောင်းသင့်လဲဆိုတာကိုသိမြင်တဲ့အတတ်ပညာဖြစ်ပါတယ်လူတွေဘယ်ရာကိုလိုချင်နေကြလဲဘယ်ရာကခေတ်စားနေလဲဆိုတာကိုသိဖို့လိုပါတယ်ဒီအတွက်ကစီးပွားရေးအခြေအနေလူတွေရဲ့စားသုံးမှုပုံစံနဲ့နည်းပညာပြောင်းလဲတွေကိုစောင့်ကြည့်ရပါမယ်ဥပမာအဖြစ်လူတိုင်းကရွှေတွေလူဝယ်နေချိန်တနည်းအားဖြင့်ဈေးတက်နေချိန်မှာလိုက်ဝယ်တာမျိုးထက်ဈေးကွက်ကအေးဆက်နေပြီးတော့တန်ဖိုးရှိတဲ့အရာတွေဈေးပေါနေချိန်မှာဝယ်ယူနိုင်တဲ့အခွင့်အရေးကိုမြင်တက်လာတာမျိုးဖြစ်ပါတယ်နံပါတ်4ဥပဒေရေးရာအသိပညာအခွန်နဲ့ပတ်သက်တဲ့ဥပဒေတွေကိုနားလည်ခြင်းအပြင်ကိုယ့်ငွေကိုတရားဝင်နည်းလမ်းနဲ့ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကိုသိရပါမယ်ပိုက်ဆံအများကြီးရှာနိုင်ပေမဲ့ဥပဒေနဲ့အခွန်ကြောင်းနားမလည်ရင်ရှာသမျှငွေတွေကအစိုးရစီဒါမှမဟုတ်တရားစွဲဆိုမှုတွေစီပါသွားနိုင်ပါတယ်။အောင်မြင်တဲ့သူတွေကဥပဒေကိုအသုံးချပြီးတော့သူတို့ရဲ့ချမ်းသာကြွယ်ဝမှုကိုခိုင်မြဲအောင်လုပ်ဆောင်ကြပါတယ်။ဒီ၄ခုကိုပေါင်းစပ်လိုက်ပါသာစစ်မှန်တဲ့ financial freedom ငွေကြေးလွတ်လပ်မှုကိုရရှိမှာဖြစ်ပါတယ်။ညီကုန်းချုပ်အနေနဲ့ပြောရရင် Veris ကနေရုံထွက်တယ်ဆိုတာကအလုံးထွက်လက်တာမျိုးမဟုတ်ပါဘူး။ကိုယ့်ရဲ့အချိန်နဲ့ဘဝကိုငွေရဲ့ကြေးကျွန်ဖြစ်ကနေလွတ်မြောက်အောင်လုပ်တာပါ။ငွေကမိတ်ဆွေတို့အလုပ်လုပ်ပြီးတဲ့လက်နက်တစ်ခုဖြစ်လာတဲ့နေ့ကမိတ်ဆွေကတကယ်ကိုလွတ်လပ်မှုကိုခံစားရတဲ့နေ့ဖြစ်ပါလိမ့်မယ်။ဒါကြောင့်ငွေကိုငွေပြရှာခိုင်းဖို့မမေ့ပါနဲ့။ဒီ
ဒီဗီဒီယိုကမိတ်ဆွေတို့အကျိုးရှိရဆိုရင် like နဲ့ share လေးလုပ်ပေးဖို့လည်းမမေ့ပါနဲ့မိတ်ဆွေရောအခု Reddit မှာပိတ်မိနေတယ်လို့ခံစားရပါသလားဘာတွေကမိတ်ဆွေကိုတားဆီးနေလဲဆိုတာကိုမှန်းငယ်နိုင်ပါတယ်အားလုံးပဲငွေကြေးလွတ်လပ်မှုစီကိုရှောက်လန်းနိုင်ကြပါစေလို့ဆန္ဒပြုနေဒီနေ့ဖို့ Adios